အားလုံးပဲမင်္ဂလာပါ Going Via YouTube channel လေးကပြန်လည်ပြီးတော့ကြိုဆိုပါရစေအဲ့တော့ဒီနေ့ညမှာတော့ Champion League ရဲ့ဒုတိယညဖြစ်တဲ့လီဗာပူးနဲ့ဂါလာစာရိပွဲလူတို့ရှင်းလေးလုပ်ပေးမယ်ဒီပွဲမလုပ်ခင်မှာတော့မင်းညကျွန်တော်ညီကိုတွေကတော့မန်စီးတီးပေါ်လေးကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဒါဘာနာဒိုစီးဘာရဲ့အနီကက်ကတော့ဒါကျွန်တော်မန်မာပက်ကညီကိုတွေအတွက်ကိုမိကိုကျွတ်လျှောက်ကိုအနုတ်ပြခဲ့ပါတယ်အနုတ်ဆိုတာလည်းအနုတ်200ပြခဲ့တယ်တယ်လီဖရီchannel join လာတဲ့ညီကိုတွေကတော့ညက supporting ပေါ်လေးနဲ့ပြပြဝဝအဆင်ပြေခဲ့ပါတယ်အဲ့တော့ဒါကျွန်တော်နဲ့တူတူလက်တွဲခြင်းနဲ့လက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်တည်တည်ချာချာလေးနီးစနစ်မှန်မှန်နီးမှန်လမ်းမှန်နဲ့စော့မယ်ဆိုညီကိုတို့အတွက်ကတော့အပေါင်းပြနေမှာပဲဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်နဲ့လက်တွဲခြင်းနဲ့ညီကိုများရှိတယ်ဆို Viber ဆို၎င်း Telegram ဆို၎င်းလာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်လက်ရှိလီဗာပူးစီအိမ်ငွေကနေပြီးတော့နှလုံးပေါင်း60ပေါ်ဒီဈေးတန်းပေးပြီးတော့ဂိုးပေါင်းဈေးတန်းမှာလေးလုံးပေါင်း90ဂိုးပေါင်းဈေးပေးထားတာကျွန်တော်တွေ့ရတယ်ဟတ်တူကတွဲဆောင်ရကျွန်တော်ကြည့်မယ်ဆိုရင်တော့ Leafy မှာ1စီးနဲ့လီဗာပူးရှုံးနေခဲ့တယ်ဆက်ကြောင့်သိရှုံးထွက်ဒါဂါလာစာရိအိမ်ငွေမှာ1စီးနဲ့ရှုံးနေခဲ့တယ်အဲ့တော့နှစ်ထပ်ရှိမဲ့အနီစလော့ရဲ့လီဗာပူးနှစ်ခါရှုံးနေပြီးသွားပြီတတိယအကြိမ်မြောက်တွဲဆောင်မှုမှာအန်ဖီမှာတွေ့ဆုံရမှာအင်္ဂလန်မြေမှာတွေ့ဆုံရမှာလီဗာပူးစီအင်္ဂလန်အသင်းအနေဖြင့် UCL မှာအောင်မြင်ဆုံးအသင်းအနေဖြင့်ဒီနေ့ညမှာဘလို့ပုံစံဘလို့ရလက်နဲ့ဂါလာစာရီကိုတုတ်ပြန်သွားနိုင်မလဲအတိုးရောရင်ရောယူရမယ်နိုင်ပွဲတစ်ပွဲလို့ကျွန်တော်တို့မြင်တယ်ဂိုးပြက်ချီပြက်အနိုင်ကစားမယ်ပွဲတစ်ပွဲလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်လီဗာပူးရဲ့လက်ရှိ current form လီဗာပူးစီနောက်ဆုံးကစားတဲ့ပွဲမှာဆိုစပါးကိုဝန်းတည်ကြခဲ့တယ်အဲ့တော့လေလီဗာပူးရဲ့ခြေစွမ်းကကျွန်တော်ညံ့နေတဲ့ထဲမှာမပါဘူးဂါလာစာရီရဲ့ဒီအိမ်ဝင်းပရမာကျော်မှာလေလီဗာပူးစီ1စီးနဲ့ရှုံးနေကြတယ်ဆိုမဲ့ခြေစွမ်းရဲညံ့နေတဲ့ထဲမှာမပါဘူးဂိုးသွင်းနိုင်စွမ်းရှိတယ်ဂိုးဖန်တီးနိုင်စွမ်းတွေရှိရဲ့သားနဲ့တိုက်စစ်ဖြစ်တဲ့အီတီတီကီလို့မိုဟမက်ဆာလက်တို့ရဲ့အဆုံးသက်ညံ့ပြင်းမှုကြောင့်ဂိုးဖြစ်မပြောင်းလဲနိုင်မှုကြောင့်လီဗာပူးတို့ဒီလိုအပ်တဲ့ဂိုးတွေမရနိုင်တာဒီအချက်လက်လေးတွေကိုဒီရှူတော့လေးတွေကိုကျွန်တော်နီးပြဖြစ်တဲ့အန်နီစလော့လည်းသိတာပေါ့လီဗာပူးစီဂိုးဖန်တီးနိုင်စွမ်းရှိတယ်တိုက်စစ်အဆုံးသက်တည်ကြတယ်ဆိုဒီထက်ပိုပြီးလိုအပ်တဲ့ဂိုးတွေအများကြီးရနိုင်မလို့ကျွန်တော်တို့ထင်ပါတယ်အဝေးဝန်းပြတဲ့ဂါလာစာရိပြန်ကြည့်တဲ့ချိန်မှာဂါလာစာရိဒီအိမ်ဝင်းမှာသာဂါလာစာရိကတကယ်ကိုကြားအဝေးဝန်းမှာဆိုတကယ်ကိုတမင်လေးတကောင်ပါဒီချန်ပီယံလိရဲ့လီဖစ်မှာဆိုဒါဂါလာစာရိနိုင်ခဲ့တဲ့အသင်းဆိုလို့ဒါအေဂျက်အသင်းမရှိအေဂျက်ဆိုတော့လေချန်ပီယံလိအုပ်စုစင်းတွေမှာတော်တော်လေးကိုညံ့ပြင်းတဲ့အသင်းဂိုးပေးဂိုးယူအများကြီးဆော့တဲ့အသင်းကိုနိုင်တာကျွန်တော်ဘာမှပြောစရာမလိုဘူးဂါလာစာရိဒီအင်ဂျယ်အသင်းသူ့ရဲ့အိမ်ဝင်းမှာတော့ဘယ်အသင်းမဆိုကျွန်တော်ရင်မောင်တန်းပြီးကစားနိုင်နေဆိုမှအဝေးကွင်းမှာတော့အဝေးကွင်းခံစစ်ကတော်တော်လေးကိုညံ့တယ်ဂါလာစာရိဒီဆက်ကြောက်အသင်းရှုံးထွက်တက်ရောက်လာတယ်ဆိုတော့လေကံကောင်းလို့တက်ရောက်လာလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒါ play off 32သင်းမှာဆိုလဲဂျူဝီနဲ့တွေ့တယ်ပရမကျော်ဂါလာစာရိအိမ်ကွင်းမှာဂါလာစာရိဒီတယောက်အသာနဲ့အသာစီးရယူကစားပြီး3စီးနဲ့နိုင်ခဲ့တယ်ဒုတိယကျော်ဂျူဝီနဲ့အိမ်ကွင်းမှာထပ်တွေ့တယ်တယောက်အသာနဲ့ပဲဂါလာစာရိထပ်မံကစားခဲ့ရတယ်အဲ့တော့ဂါလာစာရိဒီကန်ဒီယာရဲ့ဖေးမမှုကြောင့်ဒီဆက်ကြောက်သွင်းရှုံးထွက်ကိုတက်ရောက်လာတာဂါလာစာရိရဲ့ကန်ဒီယာကိုလီဗာပူးကပဲဒီနေ့ညမှာဆုံးဖြတ်ပေးမယ်ညလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်အတူချုပ်ပြီးပြောရမယ်ဆိုဒီနေ့ညမှာလီဗာပူးစီပရီးမီးယားလိအသင်းတစ်သင်းတွေထဲမှာ UCL မှာအောင်မြင်ဆုံးအသင်းတစ်သင်းနေနဲ့အန်ဖီပရိသတ်ရှိမှာအင်္ဂလန်မြေမှာတော့ဂါလာစာရိကိုလေလက်မပြန်ပြီးအန်ပေးမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောရွေးချယ်မှုမှာဆိုတော့လီဗာပူးပေါ်လေးပဲကြိုက်တယ်အကြိုက်တူတဲ့ညီကိုများရှိတယ်ဆိုလဲဆော့ကစားဖို့အကြံပြုချင်ပါတယ်ဒီနေ့ညမှာပွဲစဉ်တွေများတဲ့အတွက်ကြောင့်မလို့တခြားသောတပွဲကောင်းနဲ့တခြားသောလက်ဆောင်မောင်းတွဲတွေကိုတယ်လီဖရီchannel လေးမှာတင်ပေးပါမယ်ညီကိုတို့ကဒီနေ့ညအိမ်ကွင်းအန်ဖီမှာလီဗာပူးအနေနဲ့ဂိုးပြက်ချေပြက်အနိုင်ရရှိသွားမလားဂါလာစာရိကပဲမထင်မှတ်ထားတဲ့ရလက်တွေနဲ့ပဲနောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မလားဆိုတော့ညီကိုတို့အတွေးခေါ်အမြင်တွေရှိရင်ကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးသွားဖို့ပြောကြားနေပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံးဖြတ်ကြပါမယ်အားလုံးပဲ good luck ပါ